လုံးမင်္ဂလာပါရန်ကုန်ဦးရဲ့ကားရောင်းဝယ်ရာကြိုဆိုပါရစေညီမတို့ဘောနော်တကြံသွေးမှာကလေးရဘောနော်ဗာကားလေးတွေရှိလဲဆိုဖုန်းနေနေတိုင်းဆက်ပြီးတော့မေးကြတယ်ရောင်းကားလေးတွေထက်ရောက်ရတင်ပေးပါဦးဆိုပြီးတော့စောင့်နေကြတဲ့မိတ်ဆွေတွေအတွက်ညီမအခုကားလေးတွေအသေးရောက်ထားတယ်ထက်ရောက်ထားတဲ့ကားလေးတွေကိုညီမဒီနေ့ပြပေးသွားမှာဖြစ်ပါတယ်ဆိုတော့အရှိမှာလဲဘောနော်အကြောင်းတွေကြောင့်ကားရောင်းကားလေးတွေလည်းမတင်ပြလိုက်ဘူးစိုးအောင်လေးတွေမတင်ပြလိုက်ရတဲ့အတွက်ကြောင့်မို့လို့ပေါ့စိုးအောင်လေးတွေလည်းထပ်ပြီးတော့တင်ပေးမယ်ပြီးလို့ရှိရင်ရောင်းကားလေးအသေးထက်ရောက်ထားတဲ့ဟာလေးတွေကိုလည်းညီမပြပေးမှာဖြစ်ပါတယ်ဆိုတော့ညီမတို့စီမှာကားလေးတွေပေါ့နော်အရေးကြငွေချံအလဲထက်ဝယ်ယူအပေးလို့ရမှာဖြစ်ပါတယ်အရှိမတင်ထားတဲ့ကားတွေအားလုံးကတော့ရောင်းထွက်သွားပြီဖြစ်ပါတယ်ဆိုတော့အခုလက်ရှိမှာကတော့ဒီမှာ auto manual ကားလေး3စီးရောက်ထားပါတယ်ဆိုတော့ဒီအရှိဆုံးကကားလေးကတော့ Suzuki အမျိုးအစားလေးကိုမှ model က2002 model ဒီကားလေးကတော့ Eco မပါဘူး Power Steering ဖြစ်တယ်ပြီးလို့ရှိရင်ရန်ကုန် license 3F number လေးနဲ့ရပါမယ်ဒီကားလေးဆိုလို့ရှိရင်ညီမတို့က300အောက်လေးနဲ့ပဲရောင်းပေးမဲ့ကားလေးဖြစ်ပါတယ်ဆိုတော့ကားနဲ့ပတ်သက်ပြီးတော့အတိုက်အခိုက်အရှုပ်ရှင်အားလုံးကင်းတဲ့ကားလေးဖြစ်ပါတယ်ဆိုတော့300အောက်ထဲကလူချင်မာတဲ့300အောက်ထဲကအရှိက Mazda လေးတော့မရလိုက်လို့ဆိုရဲမိတ်ဆွေတွေအနေနဲ့တော့ဒီမှာ Suzuki လေးရောက်ထားပါတယ်ဆိုတော့ဒီကားလေးကိုညီမအတွင်းကန်းလေးကိုလည်းပြပေးမယ်ဆိုတော့ကားနဲ့ပတ်သက်ပြီးတော့အတိုက်ခိုက်အရှုပ်ရှင်အားလုံးကင်းပါတယ်ဆိုတော့အတွင်းကန်းလေးမှာကတော့ညီမတို့ထိုင်ကုန်တော့အသေးချုပ်ထားပေးပါတယ်เนาะဆိုတော့ဒါကတော့ညီမအတွင်းကန်းလေးမှာเนาะCRI ဆွတ်တွေ dashboard ခင်းတွေကတော့ညီမတို့ဦးရဲ့ချက်ပေးနေကြပုံစံတိုင်းလေးပဲပေါ့เนาะ CRI ဆွတ်တွေ dashboard ခင်းတွေထိုင်ကုန်တွေကမှဆိုညီမတို့အသေးချုပ်ထားပေးပါတယ်ဆိုတော့ဒီကားလေးက Eco မပါဘူး Power Steering ဖြစ်သွားမယ်ပြီးလို့ရှိရင် manual gear လေးနဲ့ရမယ်ကားလေးဖြစ်ပါတယ်ပါဝင်းတို့မဟုတ်ဘဲနဲ့လက်လေးနဲ့ရပါမယ်ရှင်ပြီးလို့ရှိရင်ဒီကားလေးမှာညီမတို့အနောက်မှာတော့အမိုးကိုင်းခြေနဲ့အားလုံးပါပီတာကားလေးဖြစ်ပါတယ်အမိုးကိုင်းလည်းအသစ်ထည့်ထားပေးပါတယ်အမိုးကိုင်းအသစ်ချုပ်ထားပေးပါတယ်အမိုးကိုင်းထပ်ပြီးတော့ထည့်စရာမလိုဘူးပေါ့နော်ပြီးလို့ရှိရင်စတီးအမိုးကိုင်းစတီးခြေနဲ့လည်းအသစ်ထည့်ထားပေးတဲ့ကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားလေးကတော့ညီမတို့ရောင်းပေးမဲ့ဈေးလေးကတော့288သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမဲ့ကားလေးဖြစ်ပါတယ်300အောက်အမေးများတဲ့အတွက်ကြောင့်မို့လို့300အောက်ထဲက288သိန်းနဲ့ Suzuki ကားလေးတစ်စီးရပါမယ်နောက်ချက်ကတော့ဟိုဘက်နောက်မှာကျန်တဲ့ကားလေး2စီးကတော့ auto လေး2စီးကျန်ပါအောင်မယ် auto လေးကတော့အရှိမရှိနေတဲ့ကားလေးကတော့ Mitsubishi auto လေးပါเนาะဒီကားလေးက license ကတော့ RKE လေးနဲ့ဖြစ်နေတယ်ညီမတို့ဘကိုးပြောင်းထားတယ်ပေါ့เนาะ license လေးပြောင်းထားတယ်ပြီးလို့ရှိရင်ရှင်လဲစစ်မယ် license တန်းအစ်စ်နဲ့လည်းရမယ်ကားလေးဖြစ်ပါတယ်เนาะအခုကတော့ဒါညီမတို့နံပါတ်ပြားလဲဖို့တွေပြီးလို့ရှိရင်ဘကိုးပြောင်းဖို့တွေလောက်ထားနေစေဖြစ်တဲ့အတွက်ကြောင့်မို့လို့ရုံးနေလဲမဖွင့်သေးတဲ့အတွက်ကြောင့်မို့လို့အခုကတော့ RKE license လေးနဲ့ရပါမယ်ဒီကားလေးကတော့ model က2003 model လေးပါဒီကားလေး AC power အစုံ2 wheel ကိုမှ auto အမှန်နဲ့ကားလေးဖြစ်ပါတယ်နော် license တန်းကလည်းဒီကား license 2026 12လပိုင်းအထိ license ကျန်သေးတဲ့ကားလေးဖြစ်ပါတယ်နော် auto တွေကကြိုက်ပါတယ်ဆိုရင်မိတ်ဆွေတွေအနေနဲ့ auto လေးလည်းထပ်ရောက်ထားပါတယ်ညီမစီမာကပေါ့နော် auto ဆိုလို့ရှိရင်ရောင်းထွက်တာအရန်မြန်တယ်ပေါ့နော်ဘာလို့ဆိုတော့ auto ကမိန်းကလေးပဲစီစီယောက်ျားလေးပဲစီစီနော်မိန်းကလေးတွေလည်းလူအကြိုက်များကြတယ်အဲ့အတွက်ကြောင့်မို့လို့ညီမစီမာ auto လေးရောက်ထားတယ်ပေါ့နော်ဆိုတော့ဒီကားလေးဆိုညီမတို့ရောင်းပေးမဲ့ဈေးကလည်း300သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမှာဖြစ်ပါတယ်ဆိုတော့ဒီကားလေးကတော့เนาะညီမတို့အပြင်မှာကြည့်မယ်ဆိုရင်ဒီကားလေးမှာအလွိုင်းပတ်လည်လေးနဲ့ရပါမယ်เนาะအလွိုင်းပတ်လည်နဲ့လည်းရမယ်ပြီးလို့ရှိရင် auto လည်းဖြစ်တယ်เนาะ auto gear လေးတွေကလူချင်းတဲ့မိတ်ဆွေတွေအနေနဲ့ကတော့ဒီမှာ300ကျော်လေးနဲ့ရမယ်ကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားလေးကိုတော့ညီမအတွင်းကန်းလေးကိုပြပါမယ်ဒီကားလေးအတွင်းကန်းထဲမှာလည်းထိုင်ကုန်တွေကမှအစလုံးဝတန်ရှင်းတက်ရက်နေမဲ့ကားလေးဖြစ်ပါတယ်။တော့ဒီကားလေးက AC power အစုံ2 wheel ကိုမှ auto gear အမှန်နဲ့ကားလေးဖြစ်ပါတယ်။ CRI ဆွတ်တွေ dashboard ခင်းနေဦးရဲ့ဆိုတဲ့အတိုင်းပဲအားလုံးထည့်ထားပေးပြီးသားကားလေးဖြစ်ပါတယ်။ပြီးလို့ရှိရင်ဒီကားလေးမှာတော့နေကားလေးနှစ်ဖက်လုံးပါပါတယ်။ဆိုတော့ဒီမှာ side cover လေးလည်းပြပေးမယ်။ဒီဘက် side cover လေးလည်းလုံးဝမိုက်တယ်တန့်တယ်ပေါ့နော်။ဆိုတော့ဒါကတော့ညီမအတွင်းကန်းလေးကိုပြပေးတာဖြစ်ပါတယ်။ဒီကားလေးမှာကလည်းအနောက်မှာကစတီးအမိုးကိုင်းခြေနဲ့အားလုံးပါပြီးသားကားလေးဖြစ်ပါတယ်။အမိုးကိုင်းခြေနဲ့ထပ်ပြီးတော့ထည့်စရာမလိုပါဘူး။အနောက်ကျန်းကင်းနေဆိုလို့ရှိရင်လည်းဆေးချောပါတယ်။နော်အော်ဈေးတိုင်းပဲကြံနေသေးတယ်ပေါ့နော်ဆိုတော့ဒီမှာအမိုးကိုင်းစတီးမိုးကိုင်းစတီးချေနဲ့အားလုံးပါပြီးသားကားလေးဖြစ်ပါတယ်နော်အလဲအထက်အရေးကြအားလုံးရမယ်ကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားလေးကိုညီမတစ်ခေါက်ပြန်ပြောပေးမယ်ဒီကားလေးက Mitsubishi ကိုမှ model က2003 model AC power ဆို2 wheel ကိုမှ auto gear အမှန်နဲ့ကားလေးဖြစ်ပါတယ်ရောင်းပေးမယ်ဈေးလေးကလည်းညီမတို့က308သိန်းကိုညီမတို့ညှိနှိုင်းဈေးလေးနဲ့ရောင်းပေးမယ်ကားလေးဖြစ်ပါတယ် auto အမှန်နဲ့ရမယ်ကားလေးပါဆိုတော့ဟိုအနောက်မှာကျန်နေသေးတဲ့ကားလေးတစ်စီးကလည်း auto လေးပါပဲနော် model မြင့်တဲ့ထဲက model ဆို model လုံးဝမြင့်တဲ့ထဲကလိုချင်ပါတယ်ပြီးလို့ရှိရင် Suzuki တဲက auto လေးရောက်ရင်ပြောပေးပါဆိုရင်မိတ်ဆွေတွေနဲ့ Suzuki Mazda လေးပါနော် Suzuki နဲ့အတူတူပါပဲ Mazda လေးပါဆိုတော့ဒီကားလေးကလည်းညီမတို့ဒါနံပါတ်ပြအသစ်နဲ့ရမယ်နံပါတ်ပြမလဲရသေးဘူးပေါ့နော်ဆိုတော့ဒါညီမတို့ဝယ်လာခဲ့တဲ့နံပါတ်ပြမလဲရသေးတဲ့ကြောင့်နံပါတ်ပြအသစ်နဲ့ရပါမယ်ဒါလေးတွေလျှောက်ထားနေတော့ဖြစ်တဲ့အတွက်ကြောင့်မို့လို့နော်နံပါတ်ပြအသစ်လိုင်းစေးအသစ်နဲ့ရမယ်ကားလေးဖြစ်ပါတယ်ဆိုတော့ဒီကားလေးကတော့ Mazda ကိုမှ model က2010 model
ဒီကားလေးကလည်း AC Power အစုံ 2 wheel ကိုမှ auto gear အမှန်နဲ့ကားလေးဖြစ်ပါတယ်လုံးဝ model မြင့်တဲ့ထဲက2008အထက်ထဲကရောက်ရင်ပြောပြပါဆိုရယ်မိတ်ဆွေတွေအတွက် model မြင့်တဲ့ထဲကရောက်ထားပါတယ်ဆိုတော့ကားလေးကိုလိုက်ကြည့်ပါမယ်เนาะဒီကားလေးမှာတော့ညီမတို့ရင်စစ်မယ်ပြီးလို့ရှိရင်နံပါတ်ပြားလေးအစ်စ်လဲမယ်ဆိုတော့အခါကျတော့ဒါဝယ်ယူသူအနေနဲ့ရင်စစ်ပြီးသားကားလေးကိုရပါမယ်ဆိုတော့အခုရက်တွေကဒါရုံးပိတ်ရက်လေးဖြစ်နေသေးတဲ့အတွက်ကြောင့်မို့ညီမတို့ဒါစောင့်နေတုန်းဖြစ်ပါတယ်ဆိုတော့ဒီကားလေးအတွက်ညီမတို့အတွင်းကန်းလေးကိုပြပေးပါမယ်ရှင့်เนาะအတွင်းကန်းထဲမှာကတော့ဒီမှာထိုင်ကုန်လေးကကောင်းနေသေးတဲ့အတွက်ကြောင့်မို့ညီမတို့အသစ်ချုပ်ထားပေးပဲနဲ့ဒီလေးပဲထားပေးပါတယ်ဆိုတော့အတွင်းကန်းလေးကပါဆိုညီမတို့အားလုံးကိုတန့်ရှင်းတက်ရက်နေအောင်လုပ်ထားပေးတဲ့ကားလေးတွေဖြစ်ပါတယ် CRI ဆိုတဲ့ dashboard ကင်းဒီကားတိုင်းမှာညီမတို့ထည့်ထားပေးပြီးသားဖြစ်ပါတယ်ဆိုတော့အင်္ဂါမစုံမာတွေလိုအပ်ချက်ရှိမာတွေလုံးဝစိတ်ပူစရာမလိုပါဘူးတခါတည်းလက်တင်သုံးလို့ရမယ့်ကားလေးတွေဖြစ်ပါတယ်ဒီကားဆိုလို့ရှိရင်လည်းဒါပါဝင်းလုံးမဟုတ်ဘဲနဲ့လက်နဲ့ရမယ့်ကားလေးဖြစ်ပါတယ်ဆိုတော့ဒါကတော့ညီမဒီကားလေးရဲ့အတွင်းကန်းလေးကိုပြပေးတာဖြစ်ပါတယ်ဒီကားလေးကတော့ AC Power အစုံ2 wheel ကိုမှ auto gear အမှန်နဲ့ကားလေးဖြစ်ပါတယ်ဆိုတော့ဒါကတော့အတွင်းကန်းလေးပါဆိုတော့ဒီကားလေးမှာလည်းအနောက်မှာကစတီအမိုးကိုင်းစတီချေနေအားလုံးပါပြီးသားကားလေးဖြစ်ပါတယ်။နော်အမိုးကိုင်းမပါလို့ချေနေမပါလို့ဆိုစိတ်ပူစရာမလိုပါဘူးနော်။အမိုးကိုင်းချေနေထပ်ပြီးတော့ထည့်စရာမလိုပါဘူး။ဒီကားလေးကတော့မန်လေးလိုင်စင်လေးနဲ့ရပါမယ်။နော်မန်လေးလိုင်စင် 7G နံပါတ်လေးနဲ့ရပါမယ်။ model လည်းမြင့်တယ်လို့နံပါတ်10ရတယ်မြင့်တဲ့ထဲမှာပါတဲ့ကားလေးဖြစ်ပါတယ်။ဆိုတော့ဒါကတော့အနောက်ကျန်းကင်းလေးပါ။နော်ဒီကားလေးတွေကလုပ်ငန်းသုံးကားလေးတွေဖြစ်တဲ့အတွက်ကြောင့်မို့လို့ညီမတို့ကဝယ်ယူသူအနေနဲ့ဘာမှထပ်လုပ်စရာမလိုအောင်လိုအပ်တဲ့ဆေးလေးတွေကမှစာညီမတို့ဆေးလေးတွေလည်းလုပ်ထားပေးပါတယ်။တော့ဒါလိုအပ်တဲ့နေရာလေးတွေဆေးပပလေးတွေလိုအပ်တဲ့နေရာတွေညီမတို့လိုက်ထပ်ပြီးတော့လုပ်ထားပေးပါတယ်။ဆိုတော့ဝယ်ယူသူအနေနဲ့လက်တင်တစ်ခါတည်းသုံးရုံပါပဲ။ဆိုတော့ဒါကတော့ညီမအခုပြပေးခဲ့တဲ့ကားလေး3စီးလုံးကငွေစင်အရေးကြအလဲအထက်ကြိုက်တယ်လို့ဝယ်ယူအားပေးလို့ရမှာပဲဖြစ်ပါတယ်။ဆိုတော့ဘောနော်စောင့်ပေးနေတဲ့မိတ်ဆွေတွေကိုလည်းကျေးဇူးတင်ပါတယ်။နော်ကားလေးတွေရောက်ရင်ထပ်တင်ပေးပါ။ဘာကားလေးတွေရှိထားလဲဆိုပြီးတော့မေးကြတဲ့အတွက်ကြောင့်မို့လို့ညီမကဒီနေ့မှာကားလေးတွေကိုဒါပြီးတော့ပြပေးတော့ဖြစ်ပါတယ်။ဆိုတော့ဒီကားလေးတွေကိုလာကြည့်မယ်ဆိုလို့ရှိရင်တော့39ခွန်ခွန်11ခွန်655လေးကိုဆက်ပြီးတော့မမြောက်တကောင်34ရက်ကွာအုတ်ချုပ်ရည်မူရောနီးမှာကားလေးတွေကိုလာကြည့်လို့ရမှာပဲဖြစ်ပါတယ်ညီမတို့ကတော့ရန်ကုန်မြောက်တကောင်ကပါရှင်ဆိုတော့ဒီလမ်းကတော့ဒါဘရော့မြိုင်လမ်းဖြစ်ပါတယ်နော်ညီမတို့စီမှာကားလေးတွေလာကြည့်လို့ရပါတယ်ညီမတို့ကိုနော်တစ်ခါလမ်းညွှန်ရတာလေးအဆင်မပြေဖြစ်လို့ပေါ့နော်ဟိုးထိတ်ဆိုလို့ရှိရင်ဒါ34အုတ်ချုပ်ရည်မူရုံမှာရန်ကုန်မြောက်တကောင်34အုတ်ချုပ်ရည်မူရုံလို့မေးပြီးလာခဲ့ပါရှင်ဆိုတော့ညီမရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့မိတ်ဆွေတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်အခုကတော့ဒါညီမတို့ရောင်းကားလေးတွေရောစိုးအောက်လေးတွေရောအားလုံးကိုပုံမှန်ထပ်ပြီးတော့တင်ပေးနေအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ညီမတို့ရဲ့ page လေးတွေကိုအများအားစောင့်ကြည့်ပြီးတော့ like and follow လေးလုပ်ခဲ့ပေးပါအောင်ရှင်အားလုံးကျေးဇူးတင်ပါတယ်အားလုံးပဲတက်တာပါ